Christian ဖျားရှိကိုကြောင့်မြေအောက်တင်ကြိုင်းမှာအုတ်ဂူတွေကိုစပွဲလောက်ခဲ့ရတဲ့အထိဗြိတိန်နိုင်ငံရဲ့စာပွဲရဘီလီယံနာတဦးဖြစ်တဲ့ Richard Branson ဟာစာပေလေ့လာစီးပူးရတာခက်ခဲတဲ့ dyslexia ယောဂနဲ့ ADHD လို့ခေါ်တဲ့အာယုံစူးစိုက်မှုအားနည်းခြင်းနဲ့တက်ကြွလွန်ခြင်းယောဂရှိသူဖြစ်ပါတယ်။ဒါပေမဲ့ဘယ်လီကချီတဲ့တူဖြစ်တဲ့သူမိခင်ဟာ Branson ကိုလောကအလယ်မှာမျက်နာမငယ်ရအောင်စနစ်တကျပြိုးထောင်လေ့ကျင့်ပေးခဲ့ပါတယ်။စိတ်မာတဲ့သူမိခင်ဟာစာပေလေ့လာစီးပူးဖို့ခက်နေတဲ့တာဖြစ်သူကိုစိတ်ဓာတ်ကြန့်ခိုင်သူဖြစ်အောင်ဘလောက်တောင်လေ့ကျင့်ပေးခဲ့တယ်လဲဆိုရင်သူ၄နှစ်သားလောက်မှာကားနဲ့သွားနေရကနေရုတ်တရက်ကားကိုရက်ပြီး Branson ကိုဆင်းခိုင်းကအိမ်ကိုလမ်းလျှောက်ပြန်စီခဲ့ပါတယ်။ Branson နည်းနည်းကြီးလာချိန်မှာတော့ညဘက်ကြီးစပိန်နဲ့မြို့ကိုသွားခိုင်းခဲ့ပါတယ်။သူမကတော့ Branson မသိအောင်အနောက်ခတ်လန်းကနေကားနဲ့လိုက်လာခဲ့တာပါ။ဒီလိုမိခင်ဖြစ်သူရဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကြောင့် Branson ဟာလုပ်ငန်းရှင်ဖြစ်ဖို့အလိုအပ်ဆုံးအရာနှစ်ခုဖြစ်တဲ့စွန့်စားရတဲ့တတ္တိနဲ့အခက်ခဲကြကနီလန်းရှာဖန်တီးနိုင်စွမ်းတို့ကိုပိုင်ဆိုင်လာခဲ့ပါတယ်။ Branson ဟာ dyslexia နဲ့ ADHD ယောဂနှမျိုးကြောင့်စာသင်ကြားရတာခက်ခဲပေမဲ့ပိုက်ဆံရှာခြင်းစိတ်ပြင်းထန်လာပါတယ်။ဒီလိုနဲ့သူ15နှစ်သားအရွယ်မှာတော့သူ့တငယ်ချင်းအချို့နဲ့ပေါင်းပြီး Student Magazine လို့ခေါ်တဲ့ကျောင်းသားမဂ္ဂဇင်းကိုထုတ်ဝေဖို့ဆုံးဖြတ်လိုက်ပါတယ်။မဂ္ဂဇင်းရုံးခန်းအတွက်နေရာအခက်ခဲမျိုးစုံကြုံလာချိန်မှာတော့ခရစ်ယာန်ဖျားရှိကိုကြောင့်မြေအောက်တင်ကြိုင်းမှာအုတ်ဂူတွေကိုစပွဲလောက်ခဲ့ရတဲ့အထိရုန်းကန်ကြိုးစားခဲ့ကြရပါတယ်။တစ်ဖက်ကလည်းလူငယ်အကြံပေးအသင်းထောင်ပြီးဘဝတူလူငယ်တွေရဲ့အခက်ခဲတွေကိုအခမဲ့ကူညီဖြေရှင်းပေးခဲ့ပါတယ်။တပားသူတွေရဲ့အခက်ခဲမျိုးစုံကိုနေ့စဉ်တွေ့ကြုံရင်ဆိုင်ဖြေရှင်းပေးရင်းနဲ့အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့ကိုကြီးကိုသွေးတိုးတက်လာပါတယ်။နောက်ပိုင်းမှာတော့ဘာချင်းဆိုတဲ့လုပ်ငန်းမြည်နဲ့စာတိုက်ကနေတချင်းခွေရောင်းတဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါတယ်။ဒီလိုနဲ့ Branson ဟာပြည်တွင်းမှာတချင်းခွေရောင်းရာကနေတဆင့်တက်ပြီးပြင်သစ်ကိုတချင်းခွေပို့ဖို့စီစဉ်ပါတယ်။ဖြစ်ချင်တော့အင်္ဂလန်ကုန်သွယ်ခွန်ဌာနကခွင့်ပြုချက်တစ်စိတ်ရိုက်နှိပ်ပြီးပို့ဆောင်ရမှာစာရွက်စာတမ်းမစုံလို့ဆိုပြီးပြင်သစ်ကလက်မခံတဲ့အတွက်ပြန်တည်လာခဲ့ရပါတယ်။ပြင်သစ်ကိုပို့မဲ့ကုန်စည်တွေကိုအင်္ဂလန်ကအခွန်ကင်းလွတ်ခွင့်ပေးထားပေမဲ့ပြင်သစ်ကလက်မခံလို့ပြန်ရောက်လာတဲ့ပစ္စည်းတွေကိုတော့အင်္ဂလန်မှာပြန်ရောင်းခွင့်မရှိပါဘူး။လူငယ်လုပ်ငန်းရှင်လီ Branson ဟာဒါကိုမသိပဲအခွန်လွတ်ပြည်တော်ပြန်ခွေတွေကိုပြန်ရောင်းချလိုက်ခါမျိုးမျိုးမြက်မြက်ရလိုက်ပါတယ်။နောက်ပိုင်းစီးမြင့်ဥပဒေကိုတီးလိုက်ချိန်မှာလဲအခွန်လွတ်တဲ့ရတာကိုတီးသွားပြီးလောဘကိုမတတ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့တထေးအမြန်ဖြစ်ချင်တဲ့ Branson ဟာပြင်သစ်ကိုပို့မယ်ဆိုပြီးတချင်းခွေတွေကိုတစိမ့်ကပ်ခါအင်္ဂလန်မှာတိတ်ပုံရောင်းချပါတော့တယ်။တရက်မှာတော့လူတယောက်ကခွေတွေကိုအကောက်ခွန်ကလာစစ်မဲ့အကြောင်းဖုံးဆက်အကြောင်းကြားလာပါတယ်။ဒီလူဟာသူပရာဟိတလူငယ်အကြံပေးလုပ်တုန်းကသူကူညီပေးခဲ့ဘူးတဲ့လူတယောက်ပါ။ခုသူကအကောက်ခွန်မှာဝန်ထမ်းဖြစ်နေတာပါ။ Branson နဲ့လူငယ်တတိုက်ဟာကြောက်လန့်နဲ့ခွေတွေကိုအမြန်ဖျောက်ဖျက်ကြပါတော့တယ်။ကိုတော်ကခွေတွေကိုဖျောက်ဖျက်နိုင်လိုက်ပေမဲ့ဆိုင်ခွဲလေးတွေကျန်သွားပြီးစစ်ဆေးခံထိကအချုပ်ခန်းထဲအောင်ကြပါတော့တယ်။ဒီတော့မှ Branson ဟာမင်းထောင်ကြရင်ကြမကြရင်တော့တထေးကြီးဖြစ်မှာပဲဆိုတဲ့ကျောင်းဆရာကြီးရဲ့မှတ်ချက်ကိုပြန်လဲကြားရောက်လာပါတယ်။အသက်22နှစ်အရွယ် Branson ဟာလွတ်လပ်မှုကိုအယမ်းမြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီလိုလူမျိုးကိုမှအချုပ်ခန်းထဲမှာပိတ်လောင်ခံလိုက်ရလေတော့ထွန်းလူကအယမ်းကိုနာကျင်ခံခဲ့ဖြစ်သွားပါတော့တယ်။ဒါကြောင့်သူဟာဒီလိုအနှောင်ဖွဲ့ခံရနိုင်တဲ့ရာဇဝတ်မကင်းတဲ့အလုပ်မျိုးဒီတသက်မလုပ်တော့ဘူးဆိုပြီးအချုပ်ခန်းထဲမှာပဲခိုင်မာတဲ့တန်ထိတ်ထန်ချလိုက်ပါတော့တယ်။နောက်ပိုင်းမှာဘလို့အခွင့်အရေးမျိုးတွေတွေ့ပါစေဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်မျိုးကိုရှောင်ကျဉ်ကမှန်ကန်လောက်ကင်ခဲ့တဲ့အတွက်စာပွဲရကစာ Richard Branson ဆိုပြီးဂုဏ်တည်ရှိဘီလီယံနာကြီးဖြစ်လာခဲ့ပါတယ်။ Branson ဟာစွန့်စားရတဲ့တတ်သိရှိသလိုအခက်ခဲပြဿနာတွေကြားထဲကနေအခွင့်အလမ်းတွေကိုမြင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။သူဘီလီယံနာမဖြစ်ခင်သူအသက်34နှစ်လောက်က Branson ဟာသူချစ်သူနဲ့ချင်းဆိုထားတဲ့အပြိုစင်ကျုံးကိုအသွားပွာတိုရီလေစိတ်မှာအခက်တွေ့နေပါတယ်
လေကြောင်းကုမ္ပဏီကသွားမဲ့ခီးတဲ့ရန်နေနေတဲ့အတွက်လေရင်ခီးစဉ်ကိုဖျက်သိမ်းလိုက်လို့ပါဒါနဲ့ဘရန်ဆန်ဟာချစ်သူကိုဂတိပေးထားတဲ့ရက်ကိုရောက်ဖို့အတွက်အကြံထုတ်ပါတော့တယ်နောက်ဆုံးမှာဇင်းလုံးငါလေရင်တစ်စင်းငါဖို့အကြံပေါ်လာပါတယ်ပြီးတော့ဗုဒ္ဓခုကိုငါပြီးအပြိုစင်ကျွန်းတို့အထူးခီးစဉ်တဦးကို$39ဆိုပြီးရေးသားကြော်ညာလိုက်ပါတယ်ဒီလိုနဲ့ခီးစဉ်ပြတ်သွားလို့တောင်တင်နေတဲ့ခီးသည်တွေဟာသူ့ဖောက်သည်တွေဖြစ်သွားပါတော့တယ်ချစ်သူစီကအပြန်ခီးလမ်းမှာသူကြုံတွေ့ခဲ့ရတဲ့ခီးသည်တွေကိုစေတနာမထားဂတိမတီတဲ့လေကြောင်းလိုင်းပုံစံမျိုးကကွဲထွက်ပြီးမြစ်တာအပြီးနဲ့ဝန်ဆောင်မှုပေးမဲ့လေကြောင်းလိုင်းကုမ္ပဏီတစ်ခုထောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရောက်တာနဲ့ဘိုးအင်းကုမ္ပဏီကိုဖုံးဆက်ပြီးတပတ်ရစ်လေရင်တစ်စင်းငားရလိုက်ပါတယ်ဒီလိုနဲ့ဘာချင်းလေကြောင်းလိုင်းရဲ့လို့ဖြစ်လာခဲ့ပါတယ်ရစ်ချတ်ဘရန်ဆန်ရဲ့ဘဝဖြစ်စဉ်တွေကနေရလိုက်တဲ့သင်ခန်းစာကတော့ဘလို့ပဲစာသင်ကြဖို့ဉာဏ်ရည်မမီတဲ့ကလေးဖြစ်ပါစေမိဘကသာတခြားအည်ချင်းတွေကိုပြိုးထောင်ပေးနိုင်မယ်ဆိုရင်ဘဝမှာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုတာကိုသိလိုက်ရပါတယ်မိဘများအနေနဲ့ကျောင်းစာပညာရေးဉာဏ်နဲ့သားသမီးများရှိနေခဲ့ရင်ရစ်ချတ်ဘရန်ဆန်ရဲ့မိခင်ကိုနမူနာယူကြပါလို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကိုယ်စိတ်နှဖျားရှင်လန်းကြပါစေ